ရာကြီးရဲ့တရင်နေရတော့ရှင်တောက်လာတဲ့အေးလိုပဲမှုေးနေရပဲနော်ဟာတလုံးငါ့ကိုလေးတမမောင်နဲ့တခါမှမပြောဘူးကွာမင်းကတော့ဘာဖြစ်နေဟမ်ဆင်းကွာမပေါင်းနဲ့ကွာဟာကွာအရင်နည်းနည်းနဲ့ကိုပိုင်လုပ်ငန်းစတင်နိုင်တဲ့တော်ဝင်တွေရှိရလေမချေရဲ့ဟုတ်တယ်ငါလည်းအဲ့ဒါပြောနေတယ်တော်ဝင်တွေကဘာတော့မှရဲ့ဒီပြမပေါ်ညီမလေးရေနော်မတို့ရဲ့တော်ဝင်နဲ့ထဲဆိုင်မှာဆိုရင်ကြားမမရွေကလေးလူကြီးဈေးပေါ်ပေါ်ပြပြလေးအများကြီးရှိပါတယ်ဟိုကိုမသိကောင်သွားချောင်းတာကိုပိုင်စက်တင်နဲ့ချုပ်လို့ပြီးတော့ညီမလေးတို့ကိုတချို့ပြနိုင်တာကအမတို့ရဲ့အစီအစဉ်ပါရှင်ဒါကြောင့်လည်းမချယ်လို့ရတပိုင်းတိုင်းကိုပိုင်စီးပွားရေးလေးလုပ်ချင်တဲ့လူတွေတော့တော်ဝင်တွေကနေရာလေးတစ်ခုပေါ့အချက်ဒီကျေးဇူးတွေဘယ်တော့မှမမေ့ပါဘူးအရင်လိုပေးတာယူကျွေးတာဇခိုင်းနဲ့မိမလို့တော့မဟုတ်တော့ဘူးနော်မလေးနော်တို့ချေတို့များအာဟိုးမနေဘူးဘယ်ချိန်ကြည့်အလုံးနဲ့လက်နဲ့ကိုမပြတ်ဘူးကဲကလုံးမငါကွန်ပျူတာဖြတ်လိုက်အောင်မယ်မဖြော်ပါနဲ့တော့ချေရဲ့ငါမတော့ချင်ပါဘူးငါပြောစရာရှိလို့လာတာအေးပြောစရာရှိရပြောလေပြောမိတာပြောရတာနေစိတ်မကောင်းဖြစ်မှလည်းကြောက်တယ်ချေအမလီငါမှလင်းစိုးမရတဖားပါဆိုလို့တိထက်ပို့ပြီးစိတ်ညစ်စရာလည်းမရှိတော့ပါဘူးဟဲ့ခုတလို့လေနင်းအောင်ကြောက်ကောင်မလေးတယောက်နဲ့ငါတွေ့နေရတယ်ဟုတ်မှာပါဒါကြောင့်ဒင်းကအဲ့ရမိန်းမကြတော့အကောင်းမမြင်ပြီးအချိုးတွေပြောင်းနေတာဟဲ့ငါပြောရလို့လည်းမပြောနဲ့ဦးနော်မပြောပါဘူးဟဲ့သူ့အကြောင်းလူတွေလာပြောကြလုံးလို့လေငါမှနားရီကိုထူးနေပြီဟောပြောရင်ဆိုရင်နင်းအောင်ကြာလာနေပြီငါပြောလို့မပြောနဲ့တော့ချေနိုင်ပါမပြောငါပြောမယ်အဲ့ဆိုရင်ဘလို့လဲဆရာကြီးရဲ့တရင်နေရတော့ရှင်တောက်လာတဲ့အေးလိုပဲမှုေးနေရပဲနော်ဟာတလုံးငါ့ကိုလေးတမမောင်နဲ့တခါမှမပြောဘူးကွာမင်းကတော့ဘာဖြစ်နေဟမ်ပြောမယ်ရှင်အပြင်မှာမိန်းမရှုပ်ပြီးအိမ်ရမိန်းမလက်ပိုက်ပြီးထိုင်ကြည့်နေရမှာလားနေပါငါမိန်းမရှုပ်တော့မင်းပေါ်လျှာမှုရှိတာပြောမင်းကိုလိုပြီးပြည့်စုံအောင်ထားမနေရပဲတခုတော့ပြည့်အောင်ပြောလိုက်မယ်နော်ငါနားဘူးတာမခံနိုင်ဘူးမိန်းမတယောက်တော့အိမ်အောင်ပြုတ်တယ်ဆိုတာရှင်ပေးတဲ့ငွေကိုမတ်လို့အေးစစ်တနေချင်လို့မဟုတ်ဘူးအဲ့တော့မင်းကဘာဖြစ်ချင်ဟမ်ငါပေးရယူငါကြွေးရအောင်စမနေနိုင်ငါ့ရင်ပေါ်ဆင်းဟောဆင်းမယ်ကျမလည်းမိဘကြီးစိတ်ဆင်းရဲမှာဆိုလို့ရှင်ကိုတန်းကြီးခံမိနေတန်းကြီးခံနိုင်တော့မပေါင်းနိုင်ဘူးရှင်ကိုသွားပါမပေါင်းနဲ့ကွာသွားမယ်ဆင်းကွာမပေါင်းနဲ့ကွာဟာကွာမချေဘာမှအာနာစားမလို့နော်အမအိမ်မှာကိုအိမ်ကိုရလို့တဘောထားပြီးလူတွေတွေမရှိစိတ်ချမ်းသာအောင်နေနော်ပျော်တဲ့လောက်နေမချေဒီလားကိုညီလိုလဲအမကိုပြောပေါ့ကျေးဇူးတင်ပါတယ်ငငယ်လေးရဲ့ဒီပါဟာလူတွေလည်းဆုံးလို့ပါလားဟာမချင်လည်းမျက်နှာလည်းမကောင်းပါလားဘယ်လိုဖြစ်တာလဲဘလို့ဖြစ်ရမှာတော့သူ့ယောက်ျားပေါ့ကိုတန်လည်းဖောက်ပြန်သေးတယ်ချက်ကိုအိမ်မောကနေချလိုက်တဲ့ကြားလို့မှကောင်းကြပြေးလားငငယ်လေးမချေအလုပ်လုပ်ချင်တယ်မချေအလုပ်တစ်ခုလောက်ရှာပေးပါလားရွာအဖေကိုလည်းစေးဖို့ပို့ပေးအောင်ပါဟုတ်တယ်လုပ်ချင်တယ်မချေဈေးရောက်ပါလားဈေးရောက်တာဟုတ်တယ်မချေမှာရင်းနှီးများဆဆမရှိဘူးမရဲ့အဲ့အတွက်ကတော့ဘာမှမပူနဲ့အရင်နည်းနည်းနဲ့ကိုပိုင်လုပ်ငန်းစတင်နိုင်တဲ့တော်ဝင်တွေရှိရလေမချေဟုတ်တယ်ငါလည်းအဲ့ဒါပြောနေတယ်တော်ဝင်တွေကဘာတော့မရဲ့တော်ဝင်တွေဆိုတာကလေးဝေလူကြီးဝေအထက်အမျိုးမျိုးလက်လီလက်ကဖြန့်ချင်နေတဲ့အထက်လက်ကားတိုင်ကြီးလေတော်ဝင်တယ်လာကြအခုပဲသွားရအောင်အခုပဲသွားမယ်အခုပဲသွားရအောင်ပြောမလို့ဆိုတာရှမ်းလေးကျွန်းစိတ်မှာတစ်ဆိုင်ဘေးကျွန်းမမ်းမှာတစ်ဆိုင်နှစ်ဆိုင်ရှိတာလေဘယ်ဆိုင်သွားချင်တာအမလေးတော့နီးနာရှမ်းလေးကျွန်းသွားမှာပေါ့ရှင်တို့ယောက်ျားတွေကပိုးကိုတယ်အမလေးဒါကြောင့်ယောက်ျားမယူပဲပြိုကြီးလုံနေတာတစ်ချက်သားလား
လာပါမရေ ဟုတ်ကဲ့မင်္ဂလာပါညီမလေးရေ ဒီမှာကျွန်တော်ရဲ့ညီမလေးလေ ဟုတ်ကဲ့ရှင် သူကအထယ်လေးယူရောင်းကျင်လို့တဲ့မှာတနိုင်တစ်ပိုင်းလှုပ်ချင်တာပေါ့မရေခုမှဆက်လို့မှာဆိုတော့အဲ့ဒါမတစ်ချက်လောက်ကူညီပေးပါဦး ။ညီပြမှာပေါ့ညီမလေးရေနော်။မတို့ရဲ့တုံးနဲ့ထဲဆိုင်မှာဆိုရင်ကြားမမရွေကလေးလူကြီးဈေးပေါ်ပေါ်ပြပြလေးအများကြီးရှိပါတယ်။ဟို900ရန်အစဟိုသူ့ရဲ့ဈေးနှုန်းတိရသူဒိတ်ချူတန်လေးအများကြီးရှိပါတယ်။အမတို့ရှီကိုလာပြီးတော့9000ကနေစရင်းပြီးတော့အဆင်ပြေသွားလူတွေအများကြီးပါ။ဘာဖြစ်လို့လဲဆိုတော့အမတို့ကကိုပိုင်6ဖြစ်တဲ့အတွက်ဟိုသူများတဲ့ဆိုင်ရင်အမတို့ကဈေးအရန်ကိုဈေးလေးတွေကပေါ့နော်ဒီညီမလေးတို့အမြတ်ဆွင်းရအောင်အများကြီးပေးနိုင်ပါတယ်ရှင်ဟိုသူ့ရဲ့ quality လေးတွေနဲ့သူ့ဈေးနဲ့သူအရန်တန်တယ်ညီမလေးတို့ဘက်ကလည်းအများကြီးကြိုးစားပါအမဘက်ကလည်းအစမ်းကုန်ကြည့်ပေးပါမယ်ညီမလေးရဲ့ မရဲ့မဆိုင်နဲ့ဝင်လာတဲ့အချိန်မှာလေဒါရင်းနှီးနေနေပဲပါတော့အားငယ်မိရတော့အမှန်ပဲမရဲ့ဒါပေမဲ့ဒီလဲရောက်သွားရောဒါမမကနွနွထွေးထွေးနဲ့အဲဒါစိတ်ခွန်အားဖြစ်စရာကြီးပြောတော့ဗောနော်မချေစူးစားခြင်းစိတ်လည်းရှိရအားလည်းအားရှိသွားတယ်ပေါ့ ကျိုးသားညီမလေးကျိုးသားချင်းစီအောင်မြင်ခြင်းပဲအမဆိုတယ်အမကိုနိုင်ကိုက6000လောက်နဲ့စတယ်ဒီလိုကြီးဖြစ်အောင်အမကြိုးစားလာခဲ့တယ်အဓိကတော့လုံးဝဇွဲမလျှော့နဲ့ကြိုးစားပါရိုးသားပါဒီအောင်မြင်လာမယ်ညီမလေး ကဲအောင်မြင်အောင်စူးစမ်းဖို့ပဲလိုရတယ် ကဲငါညီမဘက်ကလည်းကြိုးစားအမတို့ဘက်ကလည်းအစွမ်းကုန်ကူညီပေးမယ်အခုဈေးချိုလေးမလိုက်ရဘူးနော်ဒါညီမလေး ဟာကွာကြီးမချေမော်ဆင်းတော့လိုက်မချော်ဘူးလားဗျ ဒီသာကျုပ်ကအဲ့ဒီနေရာပြောတာနည်းနည်းတော့များပါပြီဒါပေမဲ့ तू အခုလိုဘုံတိုင်းအိမ်မောဆင်းသွားမလို့ကျုပ်လည်းမထင်ဘူးလေ မင်းအောင်ဗျမချေပြောသလိုခင်ဗျကောင်မလေးတွေနဲ့ရှုပ်သေးလားမသိ လာပြန်ပြီနောက်တစ်ယောက်ခင်ဗျဟိုတစ်ယောက်6လို့ဂန်နုလို့ဖြူမန်းသည်မဲမန်းသည်ရှောက်ပြီးသွားချွန်းလို့လောက်တာအခုလိုကျုပ်တို့လင်မယားနဲ့ရန်ဖြစ်ကုန်တာအဲ့ဒါကျုပ်တငယ်ချင်းရဲ့တမီသူတို့သားဖားနဲ့ရန်ဖြစ်လာလို့အိမ်ဘောဆင်းပြီးရှောက်သွားတယ်ကျုပ်ကအေကိုပြန်ဆိုပြီးမိန်းကလေးတစ်ယောက်မတစ်တော့ဆိုစုံမတာဟိုဘူးမသိကိုမသိကောင်သွားချွန်းတာ အဲ့ဒါဆိုရင်လေကွန်ကြီးရမချေတော့သွားချောလိုက်ပါအောင်ကွန်ကြီးရ ချောတော့ချောမှာပါဗျာအခုချိန်ကသူစီပွားကြီးကလည်းစကားစားဆိုတော့ကျုပ်ကသွားချောလိုက်အာယုံနောက်ကောင်းပါတော့ ဟုတ်တယ်ဗျ ချိန်ကာလာလေးကိုဆော့ ဟုတ်တယ်ဗျခုမချေရဲ့ဆိုင်နဲ့လမ်းမေးဆိုင်တာသားနေပြီးတော့ခုတော်တော်လေးကိုအောင်မြင်နေတာဗျ ဒီလိုခုလိုကြားတာဝမ်းသာပါ ကျွန်တော်လည်းကြုံလို့ရှိရင်ဝင်ပြောလိုက်ပါဦးဗျာကဲကျွန်တော်တော့ခွင့်ပြုအောင်ခင်ဗျားတို့ရဲ့အိမ်တော်ကြီးလည်းအားလုံးအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်တော့ခွင့်ပြုအောင်ဝင်ကြီး ဟုတ်ကဲ့ပြပြနော် ဟုတ်ကဲ့ဟုတ်ကဲ့ ကလုံးမရေမက်ချဲအောင်မြင်မှုကတော့အမခံမဲ့ဟေးသူဆိုင်မှာလေတအားကိုအခုတိလာဝဲဒူတွေကလည်းအများအရန်ကိုအောင်မြင်နေတာငါမှဝမ်းတာလိုက်တာဟဲ့ အောင်မြင်ဆိုသူကလည်းစူးစမ်းတာဟုတ် အေးဟုတ်တယ်အဲ့ နေ ဒါ မအားညာမအောင်စူးစမ်းတာ ဟုတ်တယ်ဟုတ်တယ် ပြီးတော့လေသူ့ရဲ့ဘယ်လောက်ထိစူးစမ်းတော့ဆိုလူကိုယ်တိုင်ရောတစ်တော်မာတွေရောလိုက်လွန်ပြီးတော့ရောင်းတာ တွေ့တယ်ငါတို့တော့လိုက်တယ်မှာအသေးတွေပါပြီးတယ် အဲ့ဒါမှမေးပြောနေသေးတယ် ငါတို့သူစိုက်တဲ့ဘွယ်ဘွယ်ကိုလေငါတို့အားလုံးတငယ်ချင်းနဲ့အားလုံးသွားပြမှာအားဖြစ်ကူညီရမှာနော်ငါတို့ဝိုင်းဝန်းကူညီရမှာပေါ့ဟာငါတို့တငယ်ချင်းအောင်မြင်မှုကိုသိရမလားဝမ်းတာပီတိဖြစ်တာပေါ့နော်အေး ဟဲ့ညီမလေးတို့ရောင်းဝယ်ကောင်းနေရအမကြားတယ်အမအဲ့တမင်းကြောင့်ညီမလေးတို့မြန်အရင်ဝမ်းသာနေတာ ဒါမမလက်ဆောင် အော်ရပါတယ်ညီမလေးရဲ့ ချော့ပါယူပါ ကျေးဇူးတင်ပါတယ်ညီမ မ လေး ချေဒီအထက်ဆိုင်အသစ်ဖွင့်ပွဲကြီးလဲမမကလာဖိတ်တာလာပြီးကြွခဲ့ပါအောင်လို့ ဟောလာမှာပါညီမလေးရဲ့ညီမလေးတို့အောင်မြင်နေဆိုတာကိုမှတကယ်ဝမ်းသာပါတယ်ညီမတို့ရဲ့ဒီတုံးနဲ့ထဲတုံးဆက်ရုံကပေါ့နော်ကိုပိုင်စက်တင်နဲ့ချုပ်လုပ်ပြီးတော့ညီမလေးတို့ကိုချို့ပြင်းနေတာကအမတို့ရဲ့အစီအစဉ်ပါရှင် ဒါကြောင့်လဲမချေလို့ဒါတပိုင်းတနိုင်ကိုပိုင်စီးပွားရေးလေးလုပ်ချင်တဲ့လူတွေတက်တော့တော်ဝင်တွေကနေရာလေးတစ်ခုပေါ့မချေဒီကျေးဇူးတွေဘယ်တော့မှမမေ့ပါဘူး ချမ်းပါတယ်ညီမလေးရဲ့အမတို့ကူညီရခြင်းနဲ့ပါတယ်ညီမလေး တော်ဝင်နေလိုက်ဖို့ပဲဒီတငယ်ချင်းတွေကိုလည်းကျေးဇူးတင်ဖို့မေ့ပါနဲ့ကွာ အမလေးမမေ့ပါဘူးကိုတကယ်အခက်အခဲဖြစ်နေတဲ့အချိန်မှာအနားမှာအတူနေပြီးရဒီမငယ်လေးတို့ကိုသားကြီးတို့ကလုံးမတို့လည်းနော်ပြီးမှတက်ငါတို့ဘာပြအောင် ဟုတ်ပါပြီဟုတ် ဒီ ပါ ပါအေးပါဝမ်းသာပါတယ်ဝမ်းသာပါတယ် ကျင်납ပါတယ်တော့ ဟောခဏလေးဟိုမင်္ဂလာနေလေမင်္ဂလာပို့ပြီးဖြစ်သွားအောင်လို့ယောက်ျားမှားခဲ့တဲ့အမားတွေအတွက်ယောက်ျားတောင်းမှမှာ
ယောက်ျားအရင်လိုပြန်ချစ်ပေးပါနော်ဟိုမိန်းမတို့အထင်လွဲခဲ့တာဒီဟောဒီသမီးလေးပါဟိုအချောက်မှဂန်လူလိုမုံဆိုးဖို့ကောဟောဘာလို့သမီးကိုမသိမိန်းမကိုသွားပြီးတော့ချွန်းတာဟုတ်တယ်ဒါယောက်ျားတငယ်ချင်းသမီးလေးပါသူတို့တာဖားနေရန်ဖြစ်ပြီးကန်တော်ကြီးမှာဟိုလိုဒီလိုအိမ်ပြန်မှုတော့ယောက်ျားတိုက်တွန်းနေဟိုဂန်လူကောင်တွေ့ပါလား ဟုတ်ပါရဲ့မရဲ့ဟိုညီမလေးကလည်းလေအိမ်ကြီးမှာအိမ်နဲ့ချန်ဖြစ်ပြီးထွက်လာတာအဲ့ဒါဥဝံကြီးနဲ့တွေ့ရတယ်ဥဝံကညီမတို့တခြားနားချပြီးတော့အိမ်ပြန်ပို့ပေးတာပါ ဒါပဲနော်အရင်လိုပေးတာယူကျွေးတာစားခက်ညံ့မိန်းမမျိုးတော့မဟုတ်တော့ဘူးနော် ဟုတ်ပါတယ်ဟိုမိန်းမအရင်လိုခက်ညံ့ညံ့မိန်းမဟုတ်တော့ဘူးဆိုတော့လေယောက်ျားကြည့်ပါဟိုယောက်ျားကိုလေဟိုအရင်လိုပဲနားလဲခုနေတယ်ကြည့်နော်ဘာလို့ဆိုလေမိန်းမမရှိရတော့ပဲမိန်းမတန်ဖို့ယောက်ျားနားလဲတာနော်ဟုတ်ကဲ့ မလီယောက်ျားတွေမြန်အပြောင်းလဲမြန်ပါဒါကြောင့်ယောက်ျားမယူဘဲနဲ့အပြိုကြီးလုံနေတာငါတို့က ကဲပါနဲ့ချေရဲ့ခွင့်လို့ပြလိုက်ပါသူလက်နောင်နာရနေပဲဒီခါတော့ခွင့်လို့ပြလိုက်နော်နဲ့ချေ ဟုတ်တယ်ခွင့်လို့ပြလိုက်ပါ သူတကယ်နောင်နိုင်ရမရဆိုတာကျမစောင့်ကြည့်အောင်ပါ ဝမ်းသာလိုက်တာမိန်းမရေ မလီဘာဝမ်းသာပါခုမှဟိုကခွင့်လွှတ်မဲ့စဉ်းစားတော့ရှိသေးတယ်အော်ပါ ဖေးမညီမလေးရဲ့မြို့သားကြောင့်တရားနေပြီညီမလေးကိုတောင်းပန်နေပြီခွင့်လွှတ်ပေးလိုက်ပါညီမလေးရဲ့ဆိုင်နေဖွင့်ပေးမှလည်းမင်္ဂလာဆင့်သွားတာပေါ့ โอเคတွေ့တယ်မမိန်းမဘေးကလူတော်ပြောကုန်နော်မိန်းမရဲ့ဆိုင်ဖွင့်ပွဲမှာတဲ့မင်္ဂလာဘွားနေမင်္ဂလာဖြစ်သွားအောင်တဲ့ကဲဘလို့လဲ တော့ဘာမှလည်းမသိ ဟုတ်ကဲ့ပြောပြပေးခြင်းလို့ပေါ့နော်ဆိုင်လေးစားလေးရကြတော့နှစ်ခုရှိတာပါကိုနဲ့နေဆက်တာဆိုင်လေးမှာညီမတို့ဆိုင်မှာလာပြီးဝယ်အားပေးလို့ရတယ်နော်နေဝေးရဆိုလည်းအယောင်ဝယ်ချင်ရလဲပို့ဆောင်ပေးနေတာဆိုတော့စိတ်ချလက်ချအယောင်ဝယ်ချင်တယ်မှာလို့ရပါတယ်ဆိုင်လေးဆိုင်တစ်ခုကိုညီမပြောပြပေးမယ်ညီမတို့တော်နေတဲ့ဆိုင်ရကြတော့စကိုင်းမန္တလေးကမ်းနားလမ်းရှန်ကလေးကျွန်းအနီးဓာတ်ပုံစီဆိုင်နဲ့ဆိုင်ကမှာတော်နေတဲ့ဆိုင်တစ်ဆိုင်ရှိတယ်လို့နောက်ရင်ပေါ့နော်မန်လေးစီးကျူပိုင်းနဲ့ညီရဲ့သူလေးအတွက်ဆိုရင်တော့ဆိုင်ဝယ်တိဆိုင်ဖွင့်ပေးထားပါရဲ့ရှင့်မမြန်မာပလာဆိုင်မြောက်ထက်ကပကင်းနဲ့ချင်းလိုက်ပါလေညီတို့ရဲ့တော်နေဆိုင်ဝယ်တိရှိပါရဲ့နော်ဆိုင်လေးဆိုင်တစ်ခုတော့မှဒင်းလုံးဖြစ်ကိုစီနဲ့တသက်တာလေးရောင်းပေးနေတာဖြစ်တော့တကြောင်မလို့ရုံကြီးစိတ်ချစွာနဲ့လာပြီးဝယ်ယူအားပေးလို့ရပါရှင်နေဝေးရမှာမယ်ဆိုရင်တော့ဖုန်းနံပါတ်လေးတွေညီမတစ်ချက်ပြောပေးမယ်လေ3နှစ်ကြာဖိုင်ပါလေးရကြတော့3996လေးနည်းနည်းတော့ခုနှစ်ရှိဆိုတဲ့အဲ့ဖိုင်ပါလေးကိုအသုံးများပါတယ်ဖုန်းနံပါတ်ကတော့နှလုံး3လုံးရှိတာပေါ့နော်ညီမတစ်ခါလေးပြောပေးမယ်3996လေးနည်းနည်းတော့ခုနှစ်ရှိရယ်ခွန်9လုံး3695ရယ်ပြီးတော့ကြတော့ခွန်83လုံး900ကျဆိုတဲ့ဖုန်းနံပါတ်လေးရယ်အဖုန်းနံပါတ်3လုံးကနေပြီးတော့အမားတို့ကိုရိုနဲ့ဆက်သွယ်ပြီးတော့အယောင်ဝယ်ရှင်နေဝေးရမှာမယ်ဆိုလဲအဆင်ပြေပါတယ်နော် မမီရနော်ကောင်းဝင်တွေတဲ့